အားလုံးပဲမင်္ဂလာပါနော်ယခုဗီဒီယိုလေးမှာတော့ထိုင်းနိုင်ငံကို Arrival Visa ခေါ်14ရက်ဗီဇာနဲ့ဝင်လာသည်ဖြစ်စေ Tourist Visa ခေါ်ရက်60ဗီဇာနဲ့ဝင်လာပြီးဗီဇာတက်တန်းကုန်ပြီးဗီဇာတက်တန်းတိုးရန်အတွက်မြန်မာနိုင်ငံတန်ရုံးထောက်ခံစာကိုယ်တိုင်ဘယ်လိုယူရလဲဆိုတာကိုကျွန်တော်တွေ့ကြုံခဲ့တဲ့အတွေ့အကြုံလေးကိုပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်နော်ဒီဗီဒီယိုလေးအသင့်အတွက်တစုံတရာကြိုးရှိရဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and follow လေးလုပ်ပြီး YouTube မှာကြည့်နေရဆိုရင်လည်း subscribe လေးနှိပ်ပေးဖို့မမေ့နဲ့ဘူးနော်ကျွန်တော်ကိုယ်တိုင်တန်ရုံးထောက်ခံစာယူခဲ့တဲ့ Tip and Trick လေးကိုနောက်ဆုံးမှာထည့်ပေးထားတာဖြစ်လို့အဆုံးထိကြည့်ပြီးဖို့လည်းမမေ့နဲ့ဘူးနော်ပထမဆုံးအနေနဲ့မြန်မာတန်ရုံးထောက်ခံစာယူရန်အတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့ passport ဘဏ်ကိုမိတ်တူထိုင်းနိုင်ငံသို့အဝင်ဗီဇာတုံးမိတ်တူဘန်ကောက်ဘဏ်မှာဘတ်150သွင်းထားတဲ့ငွေသွင်းချလန်မြန်မာနိုင်ငံသားမှတ်ပုံတင်မိတ်တူကတော့ optional ပါဗျပထမဆုံးဗီဇာတက်တန်းတိုးဖို့မြန်မာတန်ရုံးထောက်ခံစာယူခဲ့တဲ့အချိန်တုန်းကတော့နိုင်ငံသားမှတ်ပုံတင်မိတ်တူတောင်းပြီးနောက်ထပ်တွေမှာဗီဇာတက်တန်းတိုးဖို့တန်ရုံးထောက်ခံစာတွားယူတဲ့အခါမှာတော့သူတို့ကျွန်တော်ကိုမလိုချောင်းပြန်ပြောပါတယ်နော်မြန်မာတန်ရုံးကတော့ယထာနဲ့တွားမယ်ဆိုရင်တော့ယထာဘူတာစိန်လူဝင်နာမှာရှိပါတယ်နော်နောက်ထပ်အနေနဲ့မိမိနေထိုင်ရာအရက်မှာမိတ်တူပရင်တာဆိုင်မရှိဘူးဆိုရင်တော့မြန်မာတန်ရုံးနာမှာပဲမိတ်တူပရင်ဆွဲလို့ရတဲ့ဆိုင်ရှိပါတယ်နော်အဲ့ဒီဆိုင်လေးကတော့ passport ဘဏ်ကိုဗီဇာအဝင်တုံးတွေကိုမိတ်တူဆွဲမယ်ဆိုရင်တော့တရက်ကို3ဘတ်စီကြမှာဖြစ်ပြီးအကယ်၍မိမိကဗီဇာတက်တန်းတို့ကို TN30 ပါတစ်ခါတည်း print ထုတ်သွားမယ်ဆိုရင်တော့19ဘတ်ကြပါလိမ့်မယ်နော်နောက်ထပ်အနေနဲ့ကျွန်တော်တို့စာရေးစာတမ်းတွေပြင်ဆင်ပြီးပါကဘန်ကောက်ဘဏ်ကိုတွားရမှာဖြစ်ပြီးဘန်ကောက်ဘဏ်ကိုတွားရန်အတွက်မိတူဆိုင်ကနေဆိုရင်အခြားတစ်ဖက်ချမ်းမှာရှိတာဖြစ်လို့ဘုံရာကိုပြန်ကူအရှိတ်ဘက်ကိုတန်တန်လမ်းလျှောက်သွားပြီးလျင် 7-Eleven ဆိုင်နဲ့ကားမှတ်တိုင်ကိုတွေ့ပါလိမ့်မယ်နော်အဲ့ဒီနေရာတွေကိုကြော်လွန်ပြီးလမ်းလေးနည်းနည်းလျှောက်ပြီးသားကလမ်းရဲ့ဘယ်ဘက်ချမ်းမှာဘန်ကောက်ဘဏ်ကိုတင်တွေ့ပါလိမ့်မယ်နော်ဘန်ကောက်ဘဏ်ကိုရောက်ပြီဆိုရင်တော့အဝင်ဝမှာပဲ security အကိုကြီးကိုတွေ့မှာဖြစ်ပြီးအဲ့ဒီအကိုကြီးမှာတဆင်ကျွန်တော်တို့စာရွက်လေးတစ်စောင်ကိုယူပြီးအဲ့ဒီစာရွက်မှာတော့ကျွန်တော်တို့ပုံမှာပြထားတဲ့အတိုင်း150ရေးမိမိဖုန်းနံပါတ်မိမိရဲ့အမည်ကိုရေးပြီးလျင်တော့လုံခြုံရေးအကိုကြီးညွှန်ပြတဲ့ကောင်တာမှာမိမိရဲ့ passport ဘတ်150ကျွန်တော်တို့ဖောင်ပြထားတဲ့စာရွက်လေးကိုကောင်တာကိုပေးပို့ရမှာဖြစ်ပြီးကောင်တာမှာငွေသွင်းကြောင်းချလန်တစ်စိတ်တုံးထုတ်ပြီးပါကကျွန်တော်တို့ကို passport ရဲ့ချလန်စာရွက်ရဲ့ပြန်ပေးမှာဖြစ်ပြီးမိမိရဲ့စာရွက်စာတမ်းစုံလင်ပြီဆိုပါကကျွန်တော်တို့မြန်မာတန်ရုံးထဲကိုသွားရမှာဖြစ်ပြီးတန်ရုံးရဲ့အဝင်ဝမှာပဲကောင်တာတွေ့ပါလိမ့်မယ်နော်အဲ့ဒီကောင်တာမှာပဲကျွန်တော်တို့ queue number ခေါ် token number ကိုကောင်တာကအမာကြီးကိုတောင်းရမှာဖြစ်ပြီး queue number ရယူပြီးပါကနိုင်ငံတန်ရုံးရဲ့ဝေါ်ခမ်းမကြီးထဲမှာမိမိကျက်နေတဲ့ရာခိုးမှာထိုင်ရေးဆောင်ပြီး9နာရီထိုးပါကကောင်တာစဖွင့်မှာဖြစ်ပြီး queue number အစင်လိုက်ကောင်တာမှာခေါ်ပါလိမ့်မယ်နော်နံပါတ်အစင်လိုက်ခေါ်ပြီးမိမိရဲ့ queue number ကိုရောက်ပြီဆိုပါကမိမိပြင်ဆင်ခဲ့တဲ့ passport ဘိုင်ယိုမိတ်တူထိုင်းနိုင်ငံအဝင်တုံးမိတ်တူနဲ့ဘန်ချလန်တို့ကိုကောင်တာကိုဗီဇာတက်တန်းတိုးရန်လို့ပြောပြီးပေးပို့ပြီးပါကကောင်တာမှာကျွန်တော်တို့ကို4နာရီဆိုရင်တန်ရုံးထောက်ခံစာလာယူဖို့ထပ်မံချိန်ပါလိမ့်မယ်နော်မိမိအနေနဲ့ညနေစောစောပြန်ခြင်းနဲ့ဆိုပါက queue number ကို3နာရီထိုးလောက်မှအစောဆုံးရအောင်ယူထားရမှာဖြစ်ပြီးကျွန်တော်တို့4နာရီထိုးမှလာယူမယ်ဆိုရင်တော့ queue number နောက်ကျမှာဖြစ်လို့တင်မိုးချုပ်ပါလိမ့်မယ်နော်ညနေ4နာရီဆိုရင်တော့တန်ရုံးထောက်ခံစာပေးရန်အတွက်ကောင်တာစတင်ဖွင့်လှစ်မှာဖြစ်ပြီးမိမိရဲ့ queue number ဆင်လိုက်ကောင်တာမှာ passport ကိုပြပြီးတန်ရုံးထောက်ခံစာထုတ်ပြီးလျင်တော့ passport ရဲ့ data အချက်လက်နဲ့တန်ရုံးထောက်ခံစာရဲ့ data အချက်လက်ကိုလည်းစစ်ဆေးဖို့မမေ့နဲ့ဘူးနော်အဲ့ဒါတွေပြီးရင်တော့မြန်မာတန်ရုံးမှာတန်ရုံးထောက်ခံစာအောင်မြင်စွာယူပြီးပါပြီနော်ကျွန်တော်ကိုယ်တိုင်မြန်မာတန်ရုံးထောက်ခံစာယူခဲ့တဲ့ Tip and Trick လေးကတော့ဘယ်တော့မှကျွန်တော်မြန်မာတန်ရုံးထောက်ခံစာယူရန်အတွက်အစောကြီးထမသွားပါဘာလို့လဲဆိုတော့မြန်မာတန်ရုံးရဲ့ပုံစံကမနက်ပိုင်းစနစ်မတိုင်ခင်ထိကျွန်တော်တို့စာရေးစာတမ်းတွေကိုလက်ခံပေးပြီးစနစ်ကျော်ပါကသူတို့ထမင်းစားနားပြီး4နာရီဆိုရင်ကောင်တာပြန်ဖွင့်တာမို့ကျွန်တော်တို့ဘလို့နေနေတနေကုန်ပါတယ်နော်အဲ့ဒါကြောင့်မြန်မာတန်ရုံးကို9နာရီ10နာရီလောက်ရောက်သွားပြီးကျွန်တော်တို့စာရေးစာတမ်းတွေပေးပြီးပါကအဲ့ဒီမှာပဲကျွန်တော်ထောင်ဆောင်ပြီး3နာရီထိုးပါကတိုကင်အစောဆုံးရယူထားပြီး4နာရီထိုးရင်တော့ကျွန်တော် queue စင်နံပါတ်အစောဆုံးရတာဖြစ်တာမို့ကျွန်တော်စောစောပြန်ရပါတယ်နော်အားလုံးပဲနားလည်မယ်ထင်ပြီးအဆင်ပြေပါစေလို့မျှော်လင့်ပါတယ်နော်ကျွန်တော်ရဲ့ channel ကိုလည်း like and follow လေးလုပ်ပြီး YouTube မှာကြည့်နေရဆိုရင်လည်း subscribe လေးနှိပ်ပေးဖို့မမေ့နဲ့ဘူးနော်